ဒီရှုမြောင်းထဲမှာဆွေးမြေ့နေတဲ့တန်တိုတန်ဆတင်မောအဟောင်းကြီးဟာတန်တိုတန်ဆအဖြစ်ရောင်းရင်တောင်ဘယ်သူမှဝယ်မှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီလူငယ်ကတော့ဒါကိုကျွန်တော်တို့တွေမနေနိုင်တော့တဲ့ရေပေါ်ပီလာအိမ်လေးတစ်လုံးအဖြစ်ပြောင်းလဲပစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တကားတစ်ချက်ဖြတ်ပြီးဖွင့်လိုက်တဲ့အခါအမတ်လေးပြအတွင်းထဲမှာရေညှိထူထူတွေနဲ့ရှုံးပွက်တွေကြီးပါပဲ။ဒီလူငယ်ကတော့ဘာမှအများကြီးမပြောဘဲဖိအားမြင့်ရေတနက်ကိုတုံးပြီးအတွင်းအပြင်အကုန်လုံးစင်ကြယ်သွားအောင်ဆေးကြောပစ်လိုက်ပါတယ်။တန်များတွေတန်ချီတက်တာကအခက်ခဲဆုံးပါပဲလူငယ်ကပို့စာတိုက်ဆက် grinder ကိုကင်ပြီးမိဘတွေတစ်ဖြက်ဖြက်လွင့်စင်အောင်တန်ချီတွေကိုတစစီအကုန်တိုက်ချဖြစ်ပါတယ်။ပြီးနောက်တန်ချီတက်တာစေတဲ့ခန့်ဆေးကိုတေချာပတ်ဖြန်းပါတယ်ဒီလူငယ်အလုတ်လုတ်တာတကယ်ကိုစိတ်ဆက်တေချာပြီးနည်းနည်းမှကလိန်ကကြစ်မလုပ်ပါဘူး။ရေပေါ်မှာကအဆိုတက်များပြီးညဘက်ဆိုရင်တေချာပေါက်အေးမှာပါ။ဒါကြောင့်လူငယ်ကနေရန်တွေထဲမှာထူထဲတဲ့အပူထိန်ကွမ်း insulation carton တွေထည့်သွင်းပေးခဲ့ပါတယ်။ဒါကအေးဒဏ်ကိုရောအဆိုတက်ကိုပါကာကွယ်ပေးနိုင်ပါတယ်။အစင်တင်ပဲတစ်သားပြင်းပေါက်ကြီးတစ်ခုကိုလည်းထည့်သွင်းပေးလိုက်ပါသေးတယ်ပုံမှန်အချိန်ဆိုလေဝင်လေထွက်ကောင်းပြီးအခန်းထဲကိုလည်းလင်းထိန်စေပါတယ်။နောက်တစ်ဆင့်ကတော့အသေးစိတ်ပြင်ဆင်မှုမှန်ခြင်းပါပဲ။နေရန်ပက်ပက်လဲနဲ့မျက်နှာချက်တစ်ခုလုံးကိုခိုင်ခန့်တဲ့တစ်သားပြားစစ်တွေရိုက်နှက်လိုက်ပါတယ်။ကြည့်လို့လာယုံတင်မကပဲတစ်သားနှံတင်းတင်းလေးပါရစေပါတယ်။ကျမ်းပြင်ကိုလည်းညီညာတဲ့တစ်သားပါကေးတွေခင်းလိုက်ပါတယ်။ဒါကိုကြည့်ပြီးဘသူကတန်တင်းမောအဆိုကြီးလို့ထင်ပါဦးမလဲ။နောက်ဆုံးမှာတော့တက်တောင့်တက်တာရှိတဲ့ကတင်ကြီးတစ်လုံးတည်လာပြီးစာရေးစပွဲကိုဆင်ရင်လိုက်ပါတယ်။နှွေးထွေးတဲ့အဝါရောင်ရှေးဟောင်းမိအိမ်လေးကထွန်းညှိလိုက်တဲ့အခါဒီလိုတိတ်ဆိတ်ပြီးနှွေးထွေးတဲ့လှုပ်ဝက်စခန်းလေးမှာတင်ကောရက်အနှဲငယ်လောက်လာနေခြင်းစိတ်မရှိဘူးလားခင်ဗျာ။